ကျွန်တော်နာမည်မျိုးမေးအောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Protect Transfer ရန်ကုန်ရုံးခွဲရဲ့ General Manager ဖြစ်ပါတယ်ကျွန်တော်တို့ Protect Transfer ရန်ကုန်ရုံးခွဲကိုရန်ကုန်မြို့မှာ2012ကနေစပြီးတော့စတင်ဖွင့်လှစ်ခဲ့ပါတယ်ကျွန်တော်တို့ဒီမှာလေစာပြစ်တယ်ဆာလုံးရေးတယ်အယောင်တင်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီဂျာမနီကနေလာတဲ့လေစာနဲ့မွန်လောင်းဆဲကိုအဓိကရောင်းချပါတယ်ရောင်းပြီးတာဆက်တွေကိုလည်းကျွန်တော်တို့ကအစအဆုံးကူညီဆောင်ရွက်ပေးပါတယ်တင်နာပေးတာတက်ဆင်တာစပယ်ဖားတွေအစအကုန်လုံးတောင်းရင်ကူညီဆောင်ရွက်ပေးပါတယ်လေစာစပြီးလို့လဲဆိုတာဆွေငွေပလက်တင်နာအဖြစ်ပြုလို့ထားတော့ယတနာတွေကိုလေစာအဖြစ်ပြုပြင်ပေးပါတယ်ဥပမာအဖြစ်ဆွဲကြိုးနကဟန်ချေလက်ကောက်အထူးသဖြင့်လက်စုကျင်းတာချဲ့တာဆုံငုတ်စိုက်တာရွဲဥတင်တာကြောက်တွေပိုင်ရင်လည်းကျွန်တော်တို့ခုတ်ဆရာမလိုပဲနဲ့အဒီရဲ့ကင်းစွာပြုပြင်ပေးပါတယ်ကာစတမာရဲ့စေတာကြကျွန်တော်တို့ဝယ်ဆောင်မှုပေးပါတယ်ဆာလို့ထုတ်တယ်ဆိုတာမင်းစီတို့ရဲ့ရထိုင်မိမိများဖြစ်ကြတဲ့လက်စုလက်ကောက်ဆွဲကြိုးစင်ကရချင်းထုတ်တာတို့နာမည်ရေးတာတို့ရက်ဆွဲရေးတာတို့ဖွန်ကြောဆိုလို့ရေးတာတို့ဘောပယ်နဲ့မိမိကြိုက်နေတဲ့ရာအမဒစိတ် logo ရေးတာတို့အင်္ဂလိပ်စာအဖြစ်တော့လည်းကောင်းမြန်မာစာအဖြစ်နဲ့လည်းဆောင်ရွက်ပေးနေပါတယ်ဒီစာပြထားတဲ့အထည်တွေစာလုံးထိုးထားတဲ့အထည်တွေcustomer တွေအယောင်ညှိကျင်နေဆိုရင်အယောင်ညှိပေးတယ်ဒီစာနဲ့လက်စုပ်ကွင်းရိုးကျင်းတာချဲ့တာဆိုရင်လည်းချဲ့တဲ့နေရာမှာအယောင်ပြတ်တဲ့ဆိုလို့ရှိရင် customer ညှိခိုင်းရင်ညှိပေးတယ်အယောင်ညှိပေးတယ်တကွင်းလုံးတင်ကျင်နေဆိုလည်းတင်ပေးတယ် customer တွေကတက်တက်အယောင်တင်ကျင်နေဆိုရင်လည်းချီဝါရောင်နဲ့ platinum ရောင်ကိုအဓိကထားပြီးရော customer ရဲ့စိတ်တိုင်းကြတင်ပေးပါတယ်ဆက်များအနေနဲ့ဂျာမနီနိုင်ငံကနေထုတ်လုပ်တဲ့လေစာနဲ့မွန်လောင်းဆက်ကိုအဓိကထားပြီးမြန်မာပြည်မှာကျွန်တော်တို့ရောက်ချပါတယ်ဒီဆက်တွေကိုဂျာမနီနိုင်ငံကနေတိုက်ရိုက်မှာယူလို့ရတယ်လို့ထိုင်းနဲ့မြန်မာနိုင်ငံကနေလည်းမှာယူလို့ရပါတယ်ဒီဆက်တွေကိုကျွန်တော်တို့စာပြီးများပေးပါတယ်စပယ်ပါလဲအလိုတွေကိုရရှိနိုင်ပါတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ပညာရှင်များကိုလည်းဘန်ကောက်တို့မတက္ကနာဆေလုပ်ပြီးတော့ဒီဆက်တွေကိုကျွန်တော်တို့လေ့လာစေပါတယ်မြန်မာပြည်မှာဝယ်ယူထားတဲ့customer များကိုလည်းကျွန်တော်တို့အကောင့်ဆုံးဝယ်ဆောင်မှုပေးလဲရှိပါတယ်အကောင့်ဆုံးဆက်နဲ့အကောင့်ဆုံးဝယ်ဆောင်မှုပေးနိုင်ရကျွန်တော်တို့အမြဲတမ်းစူးစမ်းလဲရှိပါတယ်ကျေးဇူးတင်ပါတယ်